လောကကြီးငွေနဲ့ထိရင်မရတဲ့လူဒန်းသားတတ်ရှိအဲ့ဒီငွေကိုပြန်လာတဲ့ငွေကိုထိတာနဲ့ဇရိုက်တွေအကျင့်တွေတီလာတွေရုပ်သားမှုတွေအကုန်ပြက်စီးတယ်အဲ့ကြောင့်မင်းလည်းပါတယ်လောဘကြောက်စရာကောင်းတယ်ဆွေမျိုးတွေတငယ်ချင်းတွေမင်းမပြောနဲ့လောဘောကံမဲ့တွေကိုမပြောနဲ့ဒီအမေဝန်းထဲကနေတယောက်ခေါင်းပေါ်တယောက်တက်ပြီးထွက်လာတဲ့ညီကိုမောင်တော်အချင်းချင်းတတ်တယ်တရားရုံးမှာပြဿနာတွေတက်တယ်အဲ့လောဘကြောက်စရာကောင်းတယ်ပြီးတော့မင်းမတော်တာတခုတော့ရှိတယ်မင်းကမဖြစ်ပြအောင်လုပ်မယ်ဆိုရင်စိတ်အဲ့ဒါကိုကြိုက်တယ်သူများတွေတာအောင်သူများတွေတော်အောင်ချမယ်အဲ့ဒီစိတ်ကိုငါကြိုက်လို့မင်းကငါအကြာကြီးတီးခံပြီးတော့နေတာငါလည်းအဲ့ဒီစိတ်ကလည်းဟာပဲပေါ့အဲ့ဒီ